ပြစ်မဲ့တဲ့မင်းသမီးငယ်လေးတယောက်ဘဝကနေသွေးအေးတဲ့မြောက်ပိုင်းရဲ့ဘရင်မတပါဘလို့ဖြစ်လာခဲ့လဲတချင်းနားထောင်ရတာကြိုက်တယ်ပန်းထိုးရတာဝါသနာပါပြီးတနေ့မှမင်းသားလေးတစ်ပါးနဲ့လက်ထပ်ပြီးနန်းတော်ထဲမှာပျော်ပျော်ရွှင်ရွှင်နေရမယ်ဆိုတဲ့ပုံမြင်ဆန်ဆန်အိမ်မက်လေးနဲ့ကြီးပြင်းလာခဲ့တယ်အပြစ်မဲ့မိန်းကလေးငယ်လေးတူဦးဟာကဘာကြီးရဲ့ရက်ဆက်မှုနိုင်ငံရေးရဲ့အောက်တန်းကျမှုတွေကြားမှာဘလို့ရှင်သန်အောင်ရုန်းကန်ခဲ့ရလဲဒီကျွန်တော်တို့တင်ဆက်ပေးမှာကတော့ Game of Thrones ဇာတ်ကားကြီးတွေကမြောက်ပိုင်း Winterfell ရဲ့သခင်မှာ Sansa Stark အကြောင်းပဲဖြစ်ပါဇက်လန်အစမှာ Sansa ဟာ Winterfell ရဲ့သခင်ကြီး Edward Stark ရဲ့သမီးကြီးဖြစ်ပြီးမြင့်မြတ်တဲ့မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်သူမရဲ့ဘဝအလှည့်အပြောင်းဟာဘရင် Robert ရဲ့မိဖုရား Cersei Lannister နဲ့သူမရဲ့ရက်ဆက်တက်တဲ့သားမိုက် Joffrey တို့ရှိရာ King's Landing မြို့တော်ကိုရောက်သွားတဲ့အချိန်ကစပါတယ်ဘရင် Robert တည်ပြီးတဲ့နောက်မှာ Lannister တွေနဲ့နန်းထဲကလူတစုရဲ့ကောက်ကျစ်မှုတွေကြောင့် Ned Stark ဟာတစ္ဆာဖောက်ခေါင်းစဉ်အတက်ခံလိုက်ရပါတယ် Sansa ခင်ဗျသူမချစ်မြတ်နိုးလာတဲ့ဖခင်ဖြစ်သူ Ned Stark ကိုသူချစ်တဲ့ Joffrey ကရဲရဲဆက်ဆက်ခေါင်းဖြတ်တက်လိုက်တာကိုလူအုပ်ကြီးကြားထဲမှာအနီးကမျက်မြင်ကိုယ်တွေမြင်လိုက်ရပါတယ်ဒါကကလေးမလေးတယောက်အတွက်ကဘာပြတ်သွားတဲ့ပထမဆုံးစိတ်ဒဏ်ရာပေါ့ဒါတွေမကသေးဘူးကောက်ကျစ်တဲ့ Joffrey ရဲ့လှည့်ကွက်ကြားမှာအဖေကိုတစ္ဆာဖောက်လို့ဝင်ခံရင်အသက်ချမ်းသာပေးမယ်ဆိုတော့ယုံကြည်ခဲ့မိရတယ်သူ့ကိုယ်သူယူကျုံမရဖြစ်စေခဲ့ရပါတယ် Jessica Joffrey က Sansa ရဲ့ဖခင်ခေါင်းပြက်ကိုတကြင်မှာစိုက်ထားပြီး Sansa ကိုအတင်းအဓမ္မလာကြည့်ခိုင်းကစိတ်ပိုင်းဆိုင်ရာနှိပ်စက်ခဲ့ပါဘရင်ဖြစ်လာတဲ့ Joffrey ရဲ့အမိန့်ကြောင့် Sansa ညီလာခံခန်းမတွေမှာစစ်သားတွေရဲ့ဝိုင်းဝန်းရိုက်နှက်ခြင်းဝက်စားများစုပ်ဖြဲအဆက်ခွဲခြင်းတို့လူပိတဲ့အလယ်မှာအကြိမ်ကြိမ်ခံခဲ့ရပါတယ်သူမဘာမှားမှမလုပ်ခဲ့ပဲမိသားစုရဲ့သစ္စာဖောက်မှုတွေတစားကန်အဖြစ်နေ့တိုင်းသေမင်းတမန်ချင်းချောက်မှုတွေကြောင့်မျက်ရည်နဲ့မျက်ခွက်ဖြတ်တန်းခဲ့ရပါတယ်သူမဘလောက်ပဲတီးခံခဲ့ပါစေပညာမဲ့ပြီးရက်ဆက်တဲ့ Joffrey ကစစ်ဆက်ပွဲကိုဖျက်သိမ်းပြီးဟိုက်ကားတဲ့သူကမိဖုရားအဖြစ်တင်မြောက်ဖို့လုပ်ခဲ့ပါဆန်ဆာကိုတော့သူ့ဦးလေးဖြစ်သူရုပ်ပိုင်းဆိုင်ရာချို့ယွမှုရှိပြီးတနာရမတ်ကြီးရလို့နာမည်ကြီးရဲ့တိုင်ယွန် Lannister နဲ့လက်ထပ်ဖို့အတင်းစီစဉ်စေခဲ့ပါရုပ်ပိုင်းဆိုင်ရာမပြည့်စုံပေမဲ့ဉာဏ်ကောင်းပြီးမြတ်တရားကြီးမှတဲ့ Tyrion ကတော့ဆန်ဆာကိုလက်ထပ်ပြီးသူမစိတ်မပါမချင်းနေမယားအရာမြောက်အောင်မနေဘူးလို့ဂတိပေးပြီးစောက်ရှောက်ပေးထားခဲ့ပါတယ်ဒီလိုနဲ့သူမဟာ King's Landing ကနေလွတ်မြောက်အောင်ကူညီပေးမယ်ဆိုတဲ့ Littlefinger ရဲ့လှည့်ကွက်နောက်ကိုပါသွားခဲ့ပါဆန်ဆာနဲ့ Tyrion တို့လင်မယားပေါ်အပြစ်ပုံချနိုင်မဲ့အခင်းချင်းမျိုးတွေဖန်တီးပြီးသူမကိုနိုင်ငံရေးကစားကွက်မှာတစားကန်ဖြစ်ဆက်လက်အသုံးချခဲ့ပါ Littlefinger ဟာဆန်ဆာရဲ့မိခင်ဖြစ်သူ Catelyn Stark ကိုငယ်ချစ်အဖြစ်ဆွဲလန်းခဲ့သူကိုဆန်ဆာအပေါ်မှာလည်းယောဂရဝယ်စိတ်ကူးယဉ်ပြီးမိဘမဲ့ဖြစ်ပြီးအားကိုးရမဲ့နေတဲ့ဆန်ဆာရဲ့လုံခြုံခြင်းနဲ့စိတ်ကိုအခွင့်ကောင်းယူပြီးသွေးအေးအေးနဲ့ကစားခဲ့တာဖြစ်ပါတယ် Littlefinger ဟာဆန်ဆာကို King's Landing ကနေကယ်ထုတ်ခဲ့ပေမဲ့သူ့ရဲ့နိုင်ငံရေးအပေးအယူတွေကြောင့် Winterfell ကိုအပိုင်စီပြီးမြောက်ပိုင်းရဲ့အုပ်စိုးသူအဖြစ်စိတ်ကူးယဉ်နေတဲ့ Bolton မိသားစုလက်ထဲကိုထည့်ပစ်ခဲ့ပါတယ်ဒီအပိုင်းကတော့ဆန်ဆာဘဝရဲ့အမောင်မိုက်ဆုံးအဆက်ဆုပ်ရဆုံးနဲ့ပြည်သက်တွေရင်နာရဆုံးအပိုင်းဖြစ်ပြီးသူမရဲ့ဇာတိမြေ Winterfell အိမ်တော်ကမိဘတွေအိတ်ခဲ့တဲ့အခန်းထဲမှာပဲ Ramsay Bolton ကိုယာကဘလူးလက်ထဲကိုသူ့အပြိုစင်ဘဝထည့်ပေးလိုက်ရပါတယ် Ramsay ဟာရက်ဆက်မှုမှာအစမ်းထွင်တတ်တဲ့စိတ်တသက်လူသက်သမားဖြစ်ပါတယ်မင်္ဂလာညမှာသူ့ဇနီးဖြစ်နေပြီဖြစ်တဲ့ဆန်ဆာကိုအတ္တမကျင့်စော်ကားခဲ့ပြီးအဲ့လိုလုပ်နေတာကို Stark မိသားစုရဲ့အသစ္စာခံအောင်ဆန်ဆာရဲ့အကိုလိုဖြစ်နေသူ Theon Greyjoy ကိုဘေးကနေအတင်းကြည့်ခိုင်းထားခဲ့ပါတယ်ဆန်ဆာဟာညတိုင်း Ramsay ရဲ့ရိုက်နှက်စော်ကားခြင်းအတ္တမပြုတ်ကျင့်ခြင်းတွေကိုခံစားခဲ့ရပြီးအခန်းထဲမှာပဲပိတ်လောင်ခံထားခဲ့ရပါတယ်တနေ့ခန္ဓာကိုယ်တွေမကပဲစိတ်ဝိညာဉ်မှာကြေမွပျက်စီးအောင်နှိပ်စက်ခံနေခဲ့ရပါတယ်ဆန်ဆာဒီလောက်ရက်ဆက်တဲ့ဒဏ်ရာဒဏ်ချက်တွေကိုခံစားခဲ့ရပြီးကြာရှုံးမသွားပါဘူးသူမခံခဲ့ရတဲ့နာကျင်မှုတွေကသူမကိုပညာရှိစေခဲ့ပြီးကောက်ကျစ်သူတွေရဲ့ကစားကွက်ကိုဘယ်လိုပြန်ကစားရမလဲဆိုတော့သိယူမိသွားပါတယ်သူမဟာ Theon Greyjoy ရဲ့အကူအညီနဲ့ Winterfell ကနေအသက်လူထွက်ပြေးခဲ့ပြီး Bolton တွေကပြန်လဲဖမ်းမိခဲ့ပါတယ်ဒါပေမဲ့စိုးမသွားပြီဖြစ်တဲ့ဆန်ဆာအမေ Lady Stark ကိုတစ္ဆာခံထားတဲ့ Lady Brienne ကလိုက်လံကယ်တင်နိုင်ခဲ့ပါတယ်သူမရဲ့အကူဝင်းခွဲ Jon Snow ရှိရာမြောက်ဘက်တတိုင်းစီကိုတွားပြီးမြောက်ပိုင်းအင်အားစုတွေကိုပြန်လဲပူးပေါင်းကကမ္ဘာအမုန်းဆုံး Ramsay Bolton တို့သိမ်းပိုက်ထားတဲ့သူမတို့အိမ် Winterfell ကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါ Ramsay ကိုသူ့ရဲ့အငတ်ထားထားတဲ့အမဲလိုက်ခွေးတွေနဲ့ပြန်ကျွေးပြီးဗလဲသားခြေချိန်မှာတော့ဆန်ဆာရဲ့မျက်နှာအေးဆေးတည်ငြိမ်ပြီးအောင်နိုင်သူတယောက်ရဲ့အသွင်ကိုရရှိသွားခဲ့ပါတယ်သူမကိုအတုံးချဖို့ကြိုးစားခဲ့တဲ့ကောက်ကျစ်သူ Littlefinger ကိုလည်းသူမကတစ်ဖက်လက်နဲ့အချိုတက်ထားပြီးမြောက်ပိုင်းရဲ့လူအများရှိမှောက်မှာပဲသူ့အပြစ်တွေအတွက်ထိုက်တန်တဲ့စီရင်နိုင်ခဲ့ပါတယ်အင်အားကြီးမားလုံးတဲ့နဂါးပရင်မနဲ့သူ့ရဲ့ Dothraki တက် Insuli တက်တွေကိုလည်းသူ့ရဲ့မြောက်စွာရှောင်ကွင်းအနိုင်ယူနိုင်ခဲ့ပါသည်ကျမရဲ့ခန္ဓာကိုယ်ကနာကျင်မှုတွေကျမခံခဲ့ရတဲ့လက်ဆက်မှုတွေသာမရှိခဲ့ဘူးကျမဟာဘဝတစ်လျှောက်လုံးအပြစ်မဲ့တဲ့ငယ်လေးတစ်ကောင်ဖြစ်ပဲကြံရစ်ခဲ့မှာဆိုရဲစကားပဲဖြစ်ပါတယ်ဇလန်အဆုံးမှာဆန်ဆာမိန်းမပြူလေးတယောက်ရဲ့သားသမီးဇနီးမယားဘဝကိုမရရှိခဲ့ရှာပါဘူးဒါပေမဲ့သူမဟာဘသူရဲ့လွှမ်းမိုးချုပ်ကိုင်မှုကိုမခံတော့ပဲမိမိရဲ့ကိုယ်ပိုင်အစွမ်းမိမိရဲ့ဖြတ်တန်းခဲ့တဲ့ဒဏ်ရာတွေကိုတန်ကြပ်ကအင်ကြီးလိုဝစ်စင်ပြီးမြောက်ပိုင်းဒေသရဲ့အချုံချအာဏာပိုင်ဘုရင်မအဖြစ်တရဖူဆောင်ကဂုံတိတ်ခါရှိရုံထွက်နိုင်ခဲ့ပါတယ်ဆန်ဆာစတာဆိုတဲ့ဇလန်တွေတစ်ခုလုံးမှာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအနည်းချိခံရလို့ဂရုဏာတပ်ဖွဲ့အကောင်းဆုံးဖြစ်ပြီးမှကြက်ညက်ခံအနံယူပြသွားနိုင်ခဲ့တဲ့မျိုးသမီးသူရဲကောင်းစစ်တယောက်ဖြစ်ပါတယ်နောက်ထပ် highlight recap လုပ်ပေးစေချင်တဲ့ character တွေရှိရင်လည်း comment မှာရေးသွားခဲ့လို့ရတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ